င်္ဂလာပါအခုလိုခြံအေးတဲ့နေ့လေးတစ်နေ့မှာချစ်တဲ့တငယ်ချင်းမိတ်ဆွေများကိုဆိုင်လေးတစ်ခုကိုကြော်ညာပေးချင်ပါတယ်ဒီဆိုင်လေးကဆိုလို့ရှိရင်ကျမတို့ရဲ့အောင်မြင်သာကျေးရွာရဲ့ကျူးတရားရဲ့တရားအောင်နားမှာရှိနေတဲ့တန်ရောစဉ်စားတောက်ဆိုင်လေးဖြစ်ပါတယ်ဒီဆိုင်ရှင်အမဆိုလို့ရှိရင်သဘောလည်းအရန်ကောင်းပြီးတော့မှသူ့ရဲ့ဝန်ဆောင်မှုဟာဆိုလို့ရှိရင်လည်းအရန်ကြီးကောင်းပါတယ်အဲကြောင့်ချစ်တဲ့မိတ်ဆွေများဒီဆိုင်ကိုလာရောက်အားပေးဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်ဆိုင်ရှင်အရန်ကိုသဘောကောင်းတဲ့ဆိုင်ရှင်မမကြီးနဲ့မိတ်ဆက်ပေးပြီးတော့အမေအဖေလေးလုပ်ချင်ပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါအခုဒီအမကြီးရဆိုလို့ရှိရင်အောင်မြင်သာကျိုးတရားအောက်ရဲ့တန်ရောစဉ်စားတောက်ဆိုင်လေးရဲ့ပိုင်ရှင်မမကြီးပဲဖြစ်ပါတယ်ဒီအမဆိုလို့ရှိရင်သဘောအရန်ကောင်းပါတယ်ပြီးတော့သူဟာဆိုလို့ရှိရင်သူ့ရဲ့မိသားစုအားလုံးသားသမီး9ယောက်ရဲ့မိခင်ကြီးလည်းဖြစ်ပါတယ်သားသမီး9ယောက်နဲ့အတူဖခင်ကြီးနဲ့သူအားလုံးကိုရှာကျွေးနေတဲ့မိခင်ကြီးလည်းဖြစ်ပါတယ်အမဆိုလို့ရှိရင်အခုအမကိုမေးချင်ပါတယ်အမဒီဆိုင်ကိုဖွင့်ခဲ့တာဘယ်နှစ်နှစ်လောက်ရှိပြီလဲမသိဘူးနည်းနည်းကျော်နည်းနည်းကျော်ရှိပြီနော်ဒီနည်းနည်းကျော်တော့အတွင်းမှာအမရဲ့ဆိုင်ကရောင်းကောင်းမယ်လို့ထင်ပါတယ်ရောင်းကောင်းတာခါလေးညမကောင်းဘူးအသေးရောင်းကောင်းဘူးခါလေးရောင်းကောင်းတာဘာလို့လဲဆိုတော့အမဆိုလို့ရှိရင်သဘောလဲကောင်းတယ်အဆဆရဆိုင်ဟိုတရားထိတ်မှာစပြီးတော့ကျမတို့ဝင်လာတဲ့နေရာမှာဒီဆိုင်မှာအနားယူရအောင်ဒီဆိုင်မှာထိုင်ရအောင်ဆိုပြီးအမဆိုလို့ရှိရင်ကြောင်ညာအားလည်းအရန်ကောင်းတာတွေ့ရပါတယ်အဲဒါကြောင့်အမရဲ့ဆိုင်ရဆိုရှင်ရောင်းကောင်းမယ်လို့ထင်ပါတယ်ပြီးတော့အမရဲ့ဆိုင်မှာဘာတွေရနိုင်လဲဆိုတာလည်းတစ်ချက်သိချင်ပါတယ်ရှင်ဒီလိုကြောင်းရင်နိုင်ကလပ်ရင်ဒီယာနေညို့ရအော်စတီခေါင်းရအချူရနွားရအော်အမေရအော်ကျွဲရချက် ABCD Weatherman Superman or Super အတုပ်ကဟာပေါ့ ဖက်တော့ခွန်းချူတော့ကြောက်ကတော့အကြောက်ပွေးတော့ငါရှာကင်းအချက်ချာအဝဲချာကင်းငါတောင်ပန်ကင်းအချက်တောင်ပန်ကင်းတဲ့ပါရေကေးချောင်းလေးရတယ်ရေကေးစီညိုးရဇတ်တီထောင်ရဟုတ်ကဲ့ပါအမရဲ့ဆိုင်ရဆိုလို့ရှိရင်အခုလိုမျိုးအမကဆိုလို့ရှိရင်စကားကမပြီးကလာနဲ့ပြောတဲ့ဟာကလည်းအရန်ကိုချစ်စရာကောင်းပါတယ်အဲ့ဒီအတွက်ကြောင့်မို့ချစ်တဲ့မိတ်ဆွေများအားလုံးကိုလည်းကျမတို့ကနေပြီးတော့ဒီဆိုင်လေးကိုကြော်ညာလိုက်ပါတယ်ဒီနေရာကိုတစ်ခေါက်လောက်တော့ရအောင်လာခဲ့ပါဦးအမလည်းအခုချစ်တဲ့ပရိသတ်များကိုမိတ်ဆွေတငယ်ချင်းများကိုဖိတ်ခေါ်လိုက်ပါဦးအမရဲ့ဆိုင်ကိုလာဖို့ရန်အတွက်ဖိတ်ခေါ်လိုက်ပါဦးဒီမှာအမေတန်းလာအိတ်လို့ရတယ်လာထိုင်လို့ရတယ်ဘောင်းဒီမချွတ်လဲဝင်လို့ရနော်ဘောင်းဒီချွတ်စရာဘယ်နှချွတ်စရာလို့နောက်ဆုံးဖိတ်ခေါ်ကြောင်းကျေးဇူးတင်ကြောင်းနဲ့မိတ်ပြောပြပါလားကလေးကိုရောက်မယ်အားပေးမမင်းမများများအောက်ဘက်ဆာများများရတယ်ကိုရောက်မယ်ယောက်ျားကဟုတ်ပါပြီအမကလေးဘယ်နှယောက်ရထားလဲဆို900အခုရောက်ဒီခဏပြောတာလေယောက်ျား